ရီးစားမရှိနေတာတွေဒါမှမဟုတ်အချစ်ရေးမှအစင်မပြေတာကတင့်ကိုတန်ဖိုးမရှိတဲ့သူဖြစ်သွားစေသလားလူမှုပတ်ဝန်းကျင်ရဲ့ဖိအားတွေကြားမှာတင့်ရဲ့တန်ဖိုးကိုဘယ်လိုပြန်လဲရှာဖွေရမလဲဆိုတာဒီနေ့ဗီဒီယိုလေးမှာဆွေးနွေးပြီးသွားမှာဖြစ်ပါတယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်မီ Healing Top Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်လူတစ်ယောက်ရဲ့တန်ဖိုးဆိုတာသူ့ရဲ့အချစ်ရေးအခြေအနေပေါ်မှာလုံးဝမူတည်မှုမရှိနေပါဘူးတချို့လူတွေကကိုယ်မှချစ်သူမရှိရင်ဒါမှမဟုတ်အချစ်ရေးမှအစင်မပြေရင်သူတို့ကိုယ်သူတို့တန်ဖိုးမရှိတယ်လို့ခံစားရတတ်ကြပါတယ်ဒီလိုမျိုးခံစားရတာတွေကဘာကြောင့်လဲဘယ်လိုဖြေရှင်းကြမလဲဆိုတဲ့အကြောင်းလေးကိုဆွေးနွေးကြည့်ကြရအောင်ဘာလို့အချစ်ရေးမှာကိုယ်တန်ဖိုးကိုလွှမ်းမိုးနေတတ်တာလဲအဓိကအချက်ကတော့လူမှုပတ်ဝန်းကျင်ရဲ့ဖိအားတွေစကလုံးတွေနဲ့ကိုယ့်ရဲ့အတွေးခေါ်တွေကြောင့်ပဲဖြစ်ပါတယ်လူတော်တော်များများကကျင်ပေါ်ကျင်ဘက်တွေနဲ့နေထိုင်ကြတာကိုမြင်တွေ့ရတဲ့အခါကိုယ်တယောက်တည်းဖြစ်နေတခုခုလိုနေတယ်လို့မပြည့်စုံနေတယ်လို့ခံစားရတတ်ပါတယ်တငယ်ချင်းမိတ်ဆွေတွေကသူတို့ရဲ့ချစ်သူတွေနဲ့ဓာတ်ပုံတွေတင်ပျော်နေကြတာကိုမြင်ရတဲ့အခါကိုကရည်စားမရှိဘူးဆိုရင်ငါတယောက်တည်းပဲကြံနေတာလားဆိုတဲ့စိတ်တက်ကြတတ်မှုတွေလည်းရှိနေတတ်ပါတယ်မိတ်ဆွေတွေရဲ့စကားလုံးတွေဘယ်တော့အိမ်အောင်ပြုတော့မှလဲရည်စားမရှိနေဘူးလားစသဖြင့်မိကုန်းတွေမေးလာတဲ့အခါကိုအချစ်ရေးမှာလိုအပ်ချက်ကွက်လက်တွေဖြစ်နေသူလို့ထင်မှတ်သွားနိုင်ပါတယ်တချို့သောသူတွေကကိုတကယ်ချစ်ဖို့တန်ဖိုးထားဖို့ခက်ခဲကြပါတယ်ဒီလိုအခါမျိုးမှာကိုချစ်ပေးမဲ့သူဂရုစိုက်ပေးမဲ့သူကိုရှာဖွေပြီးသူတို့ရဲ့အချစ်ကကိုတန်ဖိုးကိုတတ်မှတ်ပေးတယ်လို့မှားယွင်းစွာယုံကြည်တတ်ကြပါတယ်တချို့ဆိုရင်ချစ်သူကကိုချစ်တယ်ပြောရင်တန်ဖိုးရှိတယ်လို့ခံစားရပြီးချစ်သူကပြစ်ခွာသွားပြီဆိုရင်တန်ဖိုးမရှိတော့ဘူးလို့ထင်တတ်ကြပါတယ်သူတို့အတွက်ချစ်သူရှိနေမှပြည့်စုံတယ်လို့ခံစားချက်မျိုးခံစားရတတ်တာမျိုးပါရုပ်ရှင်တွေတခြင်းတွေဆိုရှယ်မီဒီယာတွေမှာအချစ်ကြောင့်ကိုအသားပြီးဖော်ပြကြတဲ့အခါအချစ်ရေးဟာဘဝမှာအရေးကြီးဆုံးအခန်းကဏ္ဍလို့ထင်မှတ်သွားစေနိုင်ပါတယ်အချစ်ဇာတ်ကားတွေတဲကလို့ပြည့်စုံတဲ့အချစ်မျိုးကိုအပြင်မှာဘယ်တော့ဘယ်ခါမှရနိုင်မယ်လို့ယုံကြည်လို့မရနေပါဘူးငါဘဝမှာဘာလို့သူတို့လိုမဖြစ်ရတာလဲဆိုပြီးကိုအားငယ်တတ်ဖို့လဲမလိုအပ်ပါဘူးဒါကြောင့်အချစ်ရေးမရှိဘူးဆိုရင်ဒါမှမဟုတ်အချစ်ရေးမှာအစင်မပြေဘူးဆိုရင်ဘဝကအဓိပ္ပာယ်မရှိဘူးလို့မထင်မှတ်ပါနဲ့ကိုတန်ဖိုးကိုအချစ်ရေးနဲ့မဆုံးဖြတ်လိုက်ပါနဲ့ဘလို့နေထိုင်ရမလဲဆိုတာကိုရဲ့တန်ဖိုးကအချစ်ရေးပေါ်လုံးဝမူတည်မနေဘူးဆိုတာတဘောပေါက်ဖို့ဟာအရေးကြီးဆုံးပါပဲရှိစေရမယ့်ဘဝနည်းရက်တွေမှာပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ကိုတန်ဖိုးထားတတ်အောင်လေ့ကျင့်ကြည့်ပါကိုယ့်ရဲ့ကောင်းတဲ့အချက်တွေအရေးချင်းရှိတဲ့အချက်တွေကိုပြန်လည်သုံးသပ်ကြည့်ပါကိုယ့်ရဲ့ဝါဒနာတွေစိတ်ဝင်စားမှုတွေကိုစဉ်းစားကြည့်ပါကိုယ့်အတွက်အချိန်ပေးပြီးကိုပျော်ရွှင်မဲ့အရာတွေကိုလုပ်ပါမိတ်ဆွေတငယ်ချင်းမိသားစုတွေနဲ့အချိန်ပေးပါအချစ်ရေးတစ်ခုတည်းကတာကိုပျော်ရွှင်စေမှာမဟုတ်ပါဘူး
တငယ်ချင်းတွေနဲ့အပြင်သွားတာမိသားစုနဲ့အတူခရီးထွက်တာအသင်းဖွဲ့လှူရှားမှုတွေမှာပါဝင်တာစတာတွေကလေပျော်ရွှင်မှုတွေကိုရနိုင်ပါတယ်ကိုခင်မင်ရတဲ့သူတွေနဲ့အချိန်ဖြုံးခြင်းကလည်းစိတ်ခံစားချက်တွေကိုကောင်းမွန်စေပါတယ်အလုပ်အကိုင်ပညာရေးဒါမှမဟုတ်ကိုစိတ်ဝင်စားတဲ့နေပယ်မှာကိုယ့်ရဲ့ energy တွေ skill တွေ ability တွေကိုတိုးတက်အောင်လုပ်ပါကိုယ့်ရဲ့အောင်မြင်မှုတွေကကိုယ့်ရဲ့တန်ဖိုးကိုမြင့်မားစေပါတယ်အချစ်ရေးဟာဘဝရဲ့စိတ်ပိုင်းတစ်ခုတာဖြစ်တယ်ဆိုတာနားလည်ပါချစ်သူရှိခြင်းမရှိခြင်းကကိုယ့်ကိုပိုကောင်းတဲ့လူဒါမှမဟုတ်ပိုဆိုးသွားတဲ့လူဖြစ်သွားစေမှာမဟုတ်ပါဘူးချစ်သူမရှိနေတာကလိုအပ်ချက်ကွက်လက်တစ်ခုလို့မသတ်မှတ်ပဲကိုယ့်အတွက်ကိုယ်ပိုင်အချိန်တွေပိုပြီးရလာနိုင်တယ်လို့သဘောထားလိုက်ပါတယောက်တည်းနေရတာကိုပျော်အောင်နေတတ်အောင်လေ့ကျင့်ပါတယောက်တည်းလာခဲ့ရတဲ့ဘဝမှာတယောက်တည်းပဲပြန်သွားရမှာမလို့ပါကိုယ့်ရဲ့တန်ဖိုးဆိုတာကိုယ့်ရဲ့စိတ်ထားအရေးချင်းလှုပ်ဆောင်နေတဲ့ကောင်းမှုကုသိုလ်တွေနဲ့တာတိုင်းတာနိုင်ပါတယ်အချစ်ရေးဆိုတာဘဝရဲ့တစ်စိတ်တစ်ပိုင်းတွေကိုခြုံမိန်စေပြီးမြဲအခြားသောအပိုင်းတွေကိုလည်းနာကျင်မှုတွေပြီးနေတတ်ပါတယ်အချစ်ဆိုတာတစ်ခုတည်းနဲ့ကိုယ့်ဘဝကိုယ့်တန်ဖိုးကိုသတ်မှတ်တာမျိုးမလုပ်သင့်ပါဘူးကိုချစ်ပါကိုတန်ဖိုးထားပါအချစ်ကဘဝမှာရှိသည်ဖြစ်စေမရှိသည်ဖြစ်စေရှိစေရမယ့်အနာဂတ်နေ့ရက်တွေမှာကိုပျော်ရွှင်သောဘဝတစ်ခုပိုင်ဆိုင်နိုင်အောင်ကိုယ်တိုင်ပဲဖန်တီးယူလိုက်ပါနော်